အိမ်မက်ထဲကလိုကို့အကောင်းဆုံးတငယ်ချင်းနဲ့ကိုကြီးစားတို့ရဲ့လက်ချက်နဲ့တည်သွားရတဲ့မင်္ဂလာဆောင်မှာပျောက်သွားတဲ့သိန်းရချီတဲ့လက်ဖွဲ့ငွေကိုကိုကမခိုးဘဲနဲ့ခက်တီထဲမှာကိုပုံပဲဖမ်းမိတယ်အဆက်ကွဲအကျိုးနဲ့ယုံကြည်မှုတွေကွဲပြီးနောက်ဆုံးမှာတော့ကိုလက်ထက်မဲ့လူရဲ့ဓာတ်နဲ့ပဲအဆုံးသတ်ခံလိုက်ရတယ်ဒါပေမဲ့ငါပြန်နိုးလာတယ်မင်္ဂလာဆောင်ဖြစ်မဲ့အချိန်ကနေ3နာရီအလိုပြန်ရောက်သွားတယ်ကိုဟာကိုမင်္ဂလာဆောင်ကွင်းရှိမှရက်နေတဲ့ချစ်သူဟောင်းရဲ့တငယ်ချင်းအဖြစ်ပြန်တွေ့ရတော့တည်သွားတယ်ဒါဟာနတ်ဖျားပေးတဲ့ဒုတိယအခွင့်အရေးပဲအဖြစ်ပြက်ကိုဖော်ထုတ်ပြီးလက်စားချေဖို့အခွင့်အရေးပဲအရင်ဘဝကဖြစ်စဉ်အတိုင်းပဲမင်္ဂလာဆောင်ခမ်းနားမစခင်လက်ဖွဲ့ငွေတွေထည့်ထားတဲ့တစ်သားတစ်တာကြီးကိုခမဲတော်ကကိုလက်ထဲလွှဲအပ်ဖို့လာတယ်အရင်တုန်းကဆိုမတိမတာနဲ့လက်ခံခဲ့မိတာဒါပေမဲ့ဒီတစ်ချိန်မှာတော့ကိုအမျိုးသမီးရဲ့တငယ်ချင်းနဲ့ခမဲတော်ရဲ့တုံ့ပြန်မှုတွေဟာတကယ်ကိုထူးဆန်းနေတယ်ငွေတစ်တာရဲ့လှုပ်ဝက်နံပါတ်ကိုသူတို့သိတယ်ဒါဟာသူတို့ကြီးကပဲစက်ကြောင်းလုံးနေတာဖြစ်ကောင်းဖြစ်နိုင်တယ်ခထူထဲကပုံကလည်းကိုပုံပဲဒီအနောက်ရှက်ကကိုထင်တာထက်ပိုနဲ့နေနိုင်တယ်အဖြစ်မှန်ကိုသိချင်လွန်းလို့ကိုကငွေပမာဏကြီးမလုံးတာကြောင့်ခမဲတော်ကိုယ်တိုင်ငွေတစ်တာတဲ့တွင်းတင်ကြောင်းအကြောင်းပြခဲ့တယ်ဒါပေမဲ့အမျိုးသမီးရဲ့တငယ်ချင်းကမရက်မနာဟန်တာနေတဲ့နောက်ပြီးကိုအခမ်းအနားကနေထွက်သွားဖို့မူရစေဝါယူလာဖို့တောင်အကြောင်းမျိုးမျိုးဖြင့်တွန်းထုတ်နေတယ်ဒါကကိုတန်တရားကိုပိုတောင်ခိုင်မာစေတယ်ကိုကအမျိုးသမီးရဲ့တငယ်ချင်းကိုခိတခဏဖယ်ရှားပြီးခမဲတော်နဲ့အတူငွေတစ်တာစီသွားခဲ့တယ်သူမတိခိုက်လှုပ်ဝက်ကင်မရာလေးကိုငွေတစ်တာထဲထည့်ထားလိုက်တယ်ပြီးတော့ခမဲတော်ကိုယ်တိုင်ပဲသူသိရမဲ့လှုပ်ဝက်နံပါတ်1ကိုထက်ခါသတ်မှတ်ခိုင်းတယ်